အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲမင်္ဂလာပါနော်ဒါကိုလင်းရဲ့အခု YouTube channel လေးကိုအခုမှတွေ့တဲ့သူအခုမှမြင်တဲ့သူ channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးတာပါနေပြီးသားကိုဒီမတွေကလည်းလက်မလေးပေးလို့ရတယ်အသေးလေးတွေပေးလို့ရတယ်နော်အားလုံးပဲမင်္ဂလာပါကဲအားလုံးပဲကိုလင်းရဲ့ဒီဗီဒီယိုလေးကိုတွေ့ပြီးမြင်ပြီဆိုမရွေးမကြော်ပဲနဲ့ဒီချာလေးပြီးဆုံးတော့ကြည့်ပေးဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညချမ်းလေးပါနော်ကဲကျွန်တော်တို့တွေမနက်ကတော့ဒါအဖွဲ့ဝင်တွေလည်း okay တယ်နေတိုက်သမားတွေလည်း okay တယ်ပေါ့နော်အခွေရတင်တဲ့မနက်ကနန်းကိုညနေပို့နေတယ်ဗျနော်မနက်ကနန်းကိုမနက်ထွက်တဲ့ကနန်းကိုညနေကိုဝမ်းချင်းပို့နေတယ်တင်းနာနေမနက်ကဆိုထွက်တာက20ညနေပိုင်းကို50ဆိုပြီးထွက်တယ်3.5ဆိုပြီးထွက်တယ်နော်ဒါမနက်ကထွက်တာ9ညနေကို3ခွန်ဆိုပြီးထွက်တယ်မနက်ဖြန်တပွဲတော့ကျွန်တော်တို့တွေသတိထားရမယ်နော်မနက်ဖြန်ကိုတော့ကျွန်တော်မနက်ပိုင်းထွက်တဲ့ကနန်းကိုညနေသတိထားရမယ်နော်ကိုလည်းသတိထားတော့သူဗျံမလားလုံအောင်မယ်ကျွန်တော်သိတယ်နော်နော်လူတွေသတိထားမိလောက်ဆိုသူတို့ကလုံပြီဗျံမလားနော်ကဲအဲ့ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနော်မနက်ဖြန်တော့ဒီနေ့ကတော့တစ်ချိန်ပဲ okay မှာစူပြေတယ်ပေါ့နော်မနက်ဖြန်ကျွန်တော်ဗုဒ္ဓဦးနေလေးကိုသွားမယ်ဗျာနော်ကျွန်တော်ရဲ့စိတ်မာစတာကီးဆိုတာ933ကီးရဲ့ညနေပိုင်းမှာဒါ okay တယ်ပေါ့နော်တိုင်းနာလည်းမှန်တယ်တိုင်းနာနေ့လည်းမှန်တယ်အင်္ဂါနေ့လည်းမှန်တယ်နော်ကျွန်တော်ရဲ့ဒါစိတ်မာစတာကီးနက်ဗန်ကိုလည်းဒါမှန်မယ်လို့ထင်တာပဲနော်ဟုတ်ပြီလားကဲအားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါစေအားလုံးပဲနော်ကျွန်တော်ချစ်တဲ့သူတွေအားလုံးပဲမင်္ဂလာပါနော်အဖွဲ့ဝင်တွေကတော့ဒါအခွေကတော့တစ်ချိန်ထွက်လာပြီနောက်ထပ်တကွက်လောက်ထွက်ရင်ကျွန်တော်ကျင်တတ်ပါပြီတကွက်ထွက်လည်းကျင်တတ်ပါတယ်နော်တကွက်ထွက်ရင်လည်းကျွန်တော်ကျင်တတ်ပါတယ်နော်ဒါပေမဲ့နောက်ထပ်တကွက်ထွက်အောင်ကျွန်တော်ဆိုရင်တော့ပိုကောင်းတာပေါ့ဗျာနော်အဲဒီကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်ဖွဲ့ဝင်တွေကတော့ဒါအခွေလေးကိုထပ်ထိုးပါနော်ဟုတ်ပြီလားဥစားပထမအနေနဲ့ဒါလေးရင်ပြောချင်ပါတယ်နော်ကဲအားလုံးပဲမင်္ဂလာပါနော်ကဲအားလုံးပဲနော်ကျွန်တော်မနက်ဖြန်9ရက်8လပိုင်း2026ဗုဒ္ဓဦးနေ့12နာရီ10မိနစ်ကိုကျွန်တော်ပြောပါတော့မယ်ဒီချာလေးခွေးဆိုင်နားထောင်ပေးပါနော်အားလုံးချစ်ပါတယ်နော်ကဲအားလုံးပဲနော်ကျွန်တော်ဗုဒ္ဓဦးနေ့12နာရီ10မိနစ်ကိုကျွန်တော်ကိုင်းမဲ့ဝမ်းချင်းလေးကတော့16ဝမ်းချင်းပဲဖြစ်ပါတယ်နော်ဗုဒ္ဓဦးနေ့12နာရီ10မိနစ်ကိုကျွန်တော်ကိုင်းမဲ့ဝမ်းချင်းလေးကတော့16ဝမ်းချင်းပါနော်16ဝမ်းချင်းပဲဖြစ်ပါတယ်16ဝမ်းချင်းမှာကျွန်တော်ကလေးကနေပြီး1နဲ့ပတ်သက်လာဘာလေးကြိုက်လဲဆိုရင်10 1နဲ့18 19နော်1နဲ့ပတ်သက်ရင်10 1နဲ့18 19နော်ဝမ်းချင်းက16ဗုဒ္ဓဦးနေ့12နာရီ10မိနစ်ကို1နဲ့ပတ်သက်ရင်10 1နဲ့18 19နော်10 1နဲ့18 19 6နဲ့ပတ်သက်ရင်60 6နဲ့65 69နော်6နဲ့ပတ်သက်ရင်60 6နဲ့65 69နော်1နဲ့ပတ်သက်ရင်10 1နဲ့18 19 6နဲ့ပတ်သက်ရင်60 6နဲ့65 69ကဲအဲ့ဒါပြီးကျွန်တော်ရဲ့စိတ်မာစတာကီးနော်စိတ်မာစတာကီးကတော့168ကီးဖြစ်ပါတယ်နော်168ကီးဖြစ်ပါတယ်ဒီကနေ့ကျွန်တော်မနက်ပိုင်းကိုကျွန်တော်အခုပေးတဲ့ကနန်းလေးကမထွက်ရင်ညနေပိုင်းကိုဒါပဲပြန်ထိုးဒီလိုဒီကျွန်တော်ခေါ်ပေးတဲ့ကနန်းလေးကထွက်ရင်ကျွန်တော်နေကင်းတနာရီထိုးကျွန်တော်ဗီဒီယိုထပ်တင်ပေးမယ်ဟိုဒီလိုများမနက်ပိုင်းမကြဘူးဆိုရင်ညနေပိုင်းကိုဒါပဲပြန်ထပ်ထိုးဖို့ပြောချင်ပါတယ်နော်ဟုတ်ပြီလားကဲအဲ့ဒါပြင်ကျွန်တော်အကြိုက် main တင်ကွက်ပြောမယ်နော်စိတ်မာစတာကီးကတော့168ကီးဖြစ်ပါတယ်နော်ကဲအဲ့ဒါပြင်ကျွန်တော်အကြိုက် main တင်ကွက်ကတော့14ရယ်15ရယ်25ရယ်ဖြစ်ပါတယ် main တင်ကွက်14 15 25 main တင်ကွက်ဖြစ်ပါတယ်နော်14ရယ်15ရယ်25ရယ်ကတော့ main တင်ကွက်ဖြစ်ပါတယ်နော်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါ good night ပါအိမ်မလာမတ်ကြပါသေးမင်္ဂလာရှိတဲ့ဗုဒ္ဓဦးနေ့ကိုဒီဗီဒီယိုမြင်တဲ့သူတွေအားလုံးပဲပိုင်ဆိုင်ကြပါသေးလို့ကိုလေးကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါ good night ပါအိမ်မလာမတ်ကြပါသေး